ဒီနေ့ပိုင်းမှာတော့ Drawing က Mr. Zombie ကိုကျောင်းတော်ကြီးကိုခေါ်ဆောင်လာခဲ့ပါတယ်။ Drawing က Mr. Zombie ကိုဟေးမျက်နှာဖုံးတက်ထားတဲ့ကောင်လေးမင်းကဘာလို့လဲလို့မေးလိုက်ပါတယ်။ Mr. Zombie ကအတန်ကြောင်းလို့နောက်ကိုလဲကြည့်လိုက်တော့ Drawing ကိုမြင်ပြီးလန့်သွားကဟာမင်းကဘာလို့လဲလို့ထောက်ဟော်လိုက်ပါတော့တယ်။ Drawing ကလည်းစိတ်တူသွားပြီရှင်မေ့ရတယ်ကျွန်တော်ရှင်ကိုတန်ကြကောင်ကနေခေါ်လာတာလေးလို့អော်လိုက်ပါတယ်။ဒီတော့မှ Zombie ကလည်းအိုးငါမှတ်မိပြီမင်းကအဲ့တော့တလောက်ပဲရှိသေးတာမလားလို့ပြောလိုက်ပါတယ်။ Drawing ကလည်း Zombie ကိုထားလို့ကျင်တဲ့စိတ်ကိုထိန်းလိုက်ရပါတယ်။ Drawing ကလည်းစိတ်ကိုထိန်းပြီးရှေ့ရသွားကလာဝင်ဝေးဆောင်ဝင်သွားဖြစ်ကြမယ်ဆိုပြီး Zombie ကိုခေါ်ရတာပါပေါ့။ Zombie ကလည်းဝင်ဝေးဆောင်ဝင်ဆိုတော့ဗာလဲဆိုပြီးကြောင်တော်ဖြစ်သွားပါတော့တယ်။ဒါနဲ့ပဲနေရာတော့ထွက်သွားကြပါတယ်။လမ်းတော်မှာပဲ Zombie ကငါဝင်ဝေးဆောင်ဝင်ဖြစ်အောင်မလားဆိုပြီး Drawing ကိုမေးလိုက်တော့ Drawing ကလည်းရှင်ပြရမှာပေါ့အရေးချင်းမရှိတဲ့အကြောင်းဆိုတာရှိလို့လားဆိုလိုတာကဖုတ်ကောင်တွေကိုတက်ဖို့ရှင်ရဲ့ရုပ်ပိုင်းဆိုင်ရာစွမ်းရည်နဲ့အထူးစွမ်းရည်ကိုသူကစမ်းသပ်မှာဆိုလိုတာကမီတာတရာအပြည့်ပြိုင်ပွဲမှာ 9.58 စက္ကန့်နဲ့ကမ္ဘာ့စံချိန်တင်သွားပြီပဲထားပါတော့ဒါကြောင့်ရှင်ကျော်ပြခြင်းမီတာတရာအတွင်းမှာ 9.57 စက္ကန့်နဲ့အပြည့်တက်ရမယ်လို့ Drawing ကရှင်းပြတော့ Zombie ကလည်းအသိပြီဒါကြောင့် Hero တွေရဲ့အကြောင်းမှာ Hero လို့ခေါ်ကြတာကိုလို့ Zombie ကလည်းပြန်ပြောပါတယ်Drawing ကလည်းအကြောင်းသွားပြီးရှင်ပါကိုဆိုလိုတာလေလို့ Zombie ကိုပြန်မေးလိုက်ပါတယ်Zombie ကလည်းကောင်းပြီငါထင်တာကတော့ဒါကယူနေတဲ့လူတွေခိုလုံတဲ့နေရာပဲဖြစ်ရမယ်ပြီးတော့မင်းတို့တွေအားလုံးကလည်းယူပဲဖြစ်ရမယ်လို့ပြန်ပြောလိုက်ပါတယ်တနေရာမှာတော့ Hero ကျောင်းလူတွေကစုဝေးနေကြပါတယ်အဲ့ဒီနေရာကို Zombie နဲ့ Drawing ကလည်းရောက်ရှိသွားကြတာပေါ့ Drawing ကရက်ဘူးလို့ဗမာမမြင်ရတာကြောင့် Zombie ကိုခြိခိုင်းထားပေမဲ့အရှိရလူကခွဲနေတာကြောင့်ဗမာမမြင်ရပဲဖြစ်နေပါတယ်ဒါကြောင့် Drawing ကအရှိရလူကိုချိန်ဆလိုက်ပါတယ်ဒါပေမဲ့အရှိရလူကကြောက်သွားပြီးစောက်ပါးစပ်ကိုပိတ်ထားမိုက်တရာကနောက်မှပဲနေတဲ့တယ်လို့ပြန်ပြောတော့ Zombie ကဝင်ပြီးပြောပါအောင်တရားရောက်ကပြည်သူတွေနေနေရမှာလေရင်ကြီးတစ်စင်းလို့လက်တစ်ဖက်လေးနဲ့မနိုင်ခဲ့ရင်ဆောင်းဝဲဖြစ်ကြမလို့တော့မလားသူတို့ဖြေခိုင်းလာလို့ရန်တွေ့လို့တော့ပြန်မင်းနေပါတယ်ဒါပေမဲ့ရန်တွေ့လူကပြန်မဖြေခင်မှာပဲ Drawing ကဆူတောင်းလေကျောင်းမှာလေရင်ကိုမနိုင်တဲ့လူတွေအများကြီးရှိတယ်ဒီကျောင်းကိုအစိုးရဟောင်းကထိန်းသိမ်းပေးထားတာဒီနေရာကလူတိုင်းမှာလက်ဝက်ချက်ကိုစီရှိကြတယ်လို့ Zombie ကိုပြန်ဖြေပေးပါတယ်ဒီနောက် Drawing ကတခုကြံနေဘယ်သူမှဒီအကြောင်းစိတ်ဝင်စားဘူးလို့ Zombie ကိုပြန်လဲခြေပါလိုက်ပါတယ်ဒီအချိန်မှာပဲအတန်တန်ထွက်လာပါတော့တယ်အားလုံးကိုနေရာကိုနေကြလမ်းနှုတ်ဆက်ပါတယ်ငါဒီနေ့ဆောင်းမစစ်စင်းမှာဖြစ်တယ်ငါကအားကစားဌာနတွေရဲ့ခေါင်းဆောင်ချမ်းပဲငါတို့เจ้าကိုတီထောင်လာခဲ့တာနှစ်800တောင်ရှိခဲ့ပြီအဲဒီကလာအတွင်းမှာအရေးချင်းရှိတဲ့သူတွေမရေမတွက်နိုင်လားဘောထွက်လာခဲ့တယ်နောက်ပြီးတော့ဖောက်ကောင်ပြင်းတွေကိုတတ်ဖြတ်ခဲ့တယ်ငါတို့ဘိုးတွေကတောင်တလုံးတော့ကွဲအောင်ခွဲနိုင်တယ်ငါမင်းတို့တွေကိုတောင်ခွဲဖို့တော့လူရတာမဟုတ်ဘူးမင်းတို့ကိုလွယ်နေတာကဆရာဟုတ်ပါဘူးကျွန်တော်ဆိုလိုချင်တာကခေါင်းဆောင်ချက်ကျွန်တော်မေးစရာလေးရှိလို့တကယ်လို့ဖိုးကောင်တကောင်ကိုကြောင်းတွင်းထဲမှာရှာတွေ့ခဲ့ရင်ဘာဆက်ဖြစ်မှာလဲလို့ Zombie ကခေါင်းဆောင်ချက်ကိုမေးလိုက်ပါတယ်ကလွယ်ပါတယ်ခြေလက်တွေကိုအပိုင်းပိုင်းဖြတ်ပြင်းအားလုံးမြောင်အလောင်းကိုကြောင်းရဲ့ခေဝါမှာချိန်ထားမယ်ငါတို့အဲ့ဒါကိုတင်းခွက်တာလေးလုပ်မယ်လို့ခေါင်းဆောင်ချံကပြောလိုက်တော့ Zombie ကတင်းခွက်တယ်ဆိုတော့ဗာလဲဆိုပြီးခေါင်းဆောင်ချံကိုပြန်မေးလိုက်ပါတယ်ခေါင်းဆောင်ချံကလည်းလက်ဟိတ်ကိုဖြတ်မှာငါးကောင်လို့ပြန်ဖြေလိုက်ပါ Zombie ကတော့လန့်သွားတာပေါ့ဒီအချိန်မှာပဲစစ်ဆေးမှုကိုစတင်လိုက်ပါတယ်မိဖုရားကတော့အခုကမီတာတရာပြည့်ပြန်ရပါတမန်ထားရှိမှနေရာယူကြဆိုပြီးပြောလိုက်ပါတယ်ဒီလိုနဲ့ Zombie လည်းတခြားလူတွေနဲ့သူနေရာယူရပါခေါင်းဆောင်ကမိကြီးတနတ်ကိုစတင်ပြစ်ခတ်လိုက်တာနဲ့အကုန်လုံးကတရဟိုပြေးကြပါတော့တယ် Zombie ကတော့နောက်ဆုံးမှကြံခဲ့ပါတော့တယ်ကောင်းလေးတယောက်ကတော့ရှေ့ဆုံးကနေဥဆောင်ပြီးပြေးနေပါတယ်သူရဲ့အချိန်ကဘယ်လောက်များလဲဆိုရင်လူကိုတော့မမြင်ရတော့ပါဘူးသူပြေးသွားတဲ့နေရာတွေမှာဖုံဖုံတွေပဲကြံခဲ့ပါတော့တယ်ဦးချကုတ်က3စက္ကန့်နဲ့ဘန်းနိုင်ကိုရောက်သွားပါပြီလို့ဒိုင်းကပြောလိုက်ပါတယ် Zombie ကတော့ကြောင်တောင်နဲ့နောက်ဆုံးမှကြံခဲ့တာပေါ့နောက်တစ်ခုကတော့စာကြားရုပ်တွေကိုတနက်နဲ့ပြည့်ရမှာပါခေါင်းဆောင်ချံကတနက်ပြည့်ချင်ကဖိုးကောင်တွေကိုတန်းလို့အခြေခံကြဆုံးဆွမ်းရည်ပဲမင်းကောင်းကောင်းပြနိုင်ရင်ဖိုးကောင်တွေကိုအနိုင်ရမယ်မင်းမပြနိုင်ရင်တော့ဖိုးကောင်တွေကမင်းကိုပြန်ပြီးအနိုင်ယူရနိုင်မယ်ပြီးတော့ငါကဒီတိုင်းဒီမှာခိုးလုံးနေလူတွေကိုဖိုးကောင်တွေကိုဘယ်လိုတိုက်ရမလဲဆိုတာသင်ကြားပေးနေတော့အခြားသူတွေကိုတော့ theory ဘူးသူတွေနဲ့အတူဖိုးကောင်တွေအကြောင်းကိုသင်ကြားပေးနေတယ်အဲဒီမှာသွေးပူလေးချိန်ကိုနေတိုင်းလေ့ကျင့်သင်ကြားကြရတယ်လို့ခေါင်းဆောင်ချံကဖောက်ကောင်ပေါင်းဝင်အခြားဖွဲ့ဝင်တွေကိုသင်ကြားပေးနေပါတယ်အဲဒီအချိန်မှာပဲ Drawing ကစာကြောရုပ်တွေအကုန်လုံးကိုတနက်နဲ့တစ်ချက်ဝေရင်လိုက်ပါတယ်မြုံနိုင်ချံကောင်းတာကစာကြောရုပ်တွေအကုန်လုံးကိုတနက်ကြည်စံတွေကအထီးကားလို့ပါ
အဖွဲ့ဝင်တို့တနက်ပြဆန်းသမှုအောင်မြင်ဇိုမီကတော့ကျွန်တော်တောင်းနဲ့ရက်ကြည့်နေရတာပေါ့ အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ Mikey ပွားမဲဖြစ်ပါတယ်ဒါကတော့ episode 9လေးပါ episode 10မှာပြန်လဲတွေ့ဆုံကြပါမယ်အဲ့ဒါ subscribe လေးလုပ်ပြီးသွားကြပါဦးအားလုံးပဲကျေးဇူးတင်ပါ